ရှိပိုင်းမိုင်လာမျိုးလို့မြည်ခေါ်စီခဲ့တယ်နမချောင်းကြီးနဲ့နိုင်စင်တရာရဲ့ရွှေစေဒီဘရားကြီးလို့ရှိနေတယ်ခေါ်၍ကြတယ်ဝါခါရှဲနဲ့ဒေသခံများအားလုံးချစ်စပွေဆောင်းရင်းလေးများဝေချင်းခွဲတဲ့စိတ်အောင်ဤပါတယ်မိုးလေးတစ်ခွဲပွေရွာရင်ခွဲရီစားဦးကိုလမ်းတလုံးနဲ့ရေရသည်ရောက်ခဲ့ရင်ဆွေးရတယ်မိုင်လာမျိုးကိုလာရင်ခွဲနေရဆုံးအောင်ပို့ပါမယ်ညာစည်းပန်းမှာတူတူလဲရွှေဒီဘရားဘူးကရဲ့နိုင်စင်တတားမှာလဲလျှောက်ကြသို့တွေ့သာသနာရောင်ဝါထွန်းလေးနဲ့ပါတာကြောင်းနဲ့လိပ်ဖျားရဲ့ရောက်ဖူးအောင်ခွဲလိုက်ဖို့ပေးခြင်းနဲ့မောရှန်တို့ရဲ့ရိုးရာအိုးစီတန်များနဝင်ပြီးရန်ချုံလွမ်းနေနဲ့တန်းကြီးများရဲ့လေတွင်ပြိုးပြီးတိုးတက်တဲ့အေးချမ်းလာပါမျိုးငယ်လေးရှိတယ်ရိုးသားကြိုးစားတဲ့တိုင်းရင်သားများနဲ့ရိမ်ချမ်းရေးအားပေါ်ဆောင်တဲ့နေချမ်းပြည်နယ်အရှိပိုင်းမိုင်လာမျိုးလုံးကြီးခေါ်စီခဲ့တယ်နမချောင်းကြီးနဲ့နိုင်စင်တရာရဲ့ရွှေစေဒီဘရားကြီးလို့ရှိနေတယ်ရိုးရမပြတ်တဲ့ဒလေးများနဲ့ဒေသခံများအားလုံးချစ်စပွေဆောင်းလေးများဝေချင်းခွဲတဲ့စိတ်အောင်အေးပါတယ်မိုးလေးတစ်ခွဲပွေရွာရင်ခွဲဒီတော်ဦးကိုလမ်းတလုံးနဲ့တွေရသည်ရောက်ခဲ့ရင်ဆွေးရတယ်မိုင်လာမျိုးကိုလာရင်ခွဲနေအောင်ဆုံးအောင်ပို့ပါမယ်ညာစည်းပန်းမှာတူတူလဲရွှေစေဒီဘရားဘူးကရဲ့နိုင်စင်တတားမှာလမ်းလျှောက်ကြသို့တွေ့သာသနာရောင်ဝါထွန်းလေးနဲ့ပါတာကြောင်းနဲ့လိပ်ဖျားရဲ့ရောက်ဖူးအောင်ခွဲလိုက်ဖို့ပေးခြင်းတယ်ငြိမ်းချမ်းရေးရဲ့ရတာရွှေကြိုးကူတန်များနဝင်ပြီးရန်ချုံလွမ်းနေနေစီလုံးမှုများနဲ့ညီညွတ်မှုများနဲ့တကယ်ကိုအားကြလေးစားလောက်စပွဲ Special region for Towering Damo နဲ့ပြည်ကြီးအောင်ထုံးဆောင်လို့နေမယ်စီလုံးမှုများနဲ့ညီညွတ်မှုများနဲ့တကယ်ကိုအားကြလေးစားလောက်စပွဲ Special region for Towering Damo နဲ့ပြည်ကြီးအောင်ထုံးဆောင်လို့နေ